ကဲအားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ Redmi Note 50 5G China version ကိုဘယ်လိုလူမျိုးတွေဝယ်တင်လဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးချင်ပါတယ်ဒီမေကွန်းကိုမဖြေခင်မှာတခုပြောချင်တာက Redmi Note series ဆိုတာနဲ့ကျွန်တော်တို့တွေကတန်ဖိုးတင်ပြီး performance ကောင်းတာကိုပဲအရင်ပြေးမြင်ကြတာလေအခု Redmi Note 50 5G ကတော့ design ပိုင်းမှာတင်အမြင်အေးစေုံနဲ့မကဘူးအတွင်းပိုင်း spec တွေမှာလည်းအတော်လေးတောင့်တင်းလာတာတွေ့ရတယ်ဗျအရင်ဆုံးသူ့ရဲ့ display and design အကြောင်းပြောရရင်တော့ဖုန်းကိုစကန်လိုက်တာနဲ့ 6.77 inch မျက်နှာပြင်ခုံးနဲ့ AMOLED screen အယောင်တွေးဆိုပြီးမှုတန်းပြီးခန်းစားရမှာပါ68 billion color တောင်ပါလာမို့လို့ဗီဒီယိုပဲကြည့်ကြည့် game မဲဆော့ဆော့အပြင်အတိုင်းအတက်ဝင်နေမှာဖြစ်တယ်လို့120 Hz refresh rate ကြောင့်တက်ဆွဲရတာ top ဘက်လို့ချောမွေ့နေမှာပါအပြင်ထွက်သုံးရင်တော့3200 nits speed အထိတောက်ပါတာမို့နေပူထဲမှာလည်းစာဖတ်ရတာကြီးနေဦးမှာပဲဗျကဲ gamer တွေအတွက် performance ဘိုင်းကိုကြည့်အောင် Snapdragon 6 Gen 4 nanometer ကိုသုံးထားတဲ့အတွက်ပုံမှန်နေ့စဉ်သုံး social media သုံးတာနဲ့ app တွေကူပြောင်းနေမှာအင်မတန်တွက်လက်ပါတယ်။ battery စားတက်တာလို့ဖုံးပူတာကိုလည်းကောင်းကောင်းထိန်းချုပ်ပေးနိုင်တယ်လေ။နောက်ပြီး HyperOS 2နဲ့တွဲဖက်ပေးထားတာမို့လို့အရင် version တွေထက်ပိုမိုတွက်လက်ပြီး battery စားတက်တာအောင်လုပ်ဆောင်ပေးထားပါတယ်။ဒါပေမဲ့တခုရှိတာကတော့ gaming ဘိုင်းမှာကတော့ graphics setting ကိုအမြင်ကြီး ultra matte ထားဆော့ဖို့တော့ကျွန်တော်ကသိအားမေးဘူးဗျ။ smooth ဖြစ်ဆော့ချင်ရင်တော့ graphic ကိုအလယ်လက် medium လောက်မှာပဲထားဆော့တာအကောင်းဆုံးပါပဲ။အမြင်ကြီးထားရင် frame rate ကျတာမျိုးတွေထစ်တာမျိုးတွေဖြစ်နိုင်တာမို့လို့ gamer တွေအနေနဲ့ graphic ထက် performance ဘိုင်းကိုပိုပြီးဦးစားပေးဖို့တော့လိုမယ်ဗျကင်မရာဘိုင်းမှာဆိုရင်တော့သူ့ရဲ့50 megapixel main ကင်မရာကအလင်းရောင်ကောင်းတဲ့နေရာတွေမှာအသေးစိတ်ကျပြီးတဘာဝကျတဲ့အလင်းရောင်တွေကိုပေးနိုင်ပါတယ် ordinary user တယောက်အတွက်တော့လုံလောက်တဲ့ပုံရိပ်တွေကိုပြမှာပါ selfie ဆိုရင်တော့8 megapixel နဲ့ဆိုတော့ social media တင်ဖို့တော့အဆင်ပြေတယ်ထူးခြားတာကတော့ circuit to set ပါဝင်လာတာပဲဗျကိုတီးကျင်တဲ့အရာတွေကိုဝိုင်းလိုက်ရုံနဲ့ရှာပေးနိုင်တဲ့ AI စနစ်ကိုဒီဖုန်းမှာသုံးလို့ရတယ်ဒါပေမဲ့ပုံဝင်လင်းလင်းပြောရရင်ပုံမြင့်တဲ့Note 15 Pro တို့ Pro Plus တို့ရဲ့ကင်မရာ level ကိုတော့မမီဘူးပေါ့အထူးသဖြင့် resolution အသေးစိတ်ကျမှုနဲ့ညဘက်ရိုက်ချက်တွေမှာတော့ကွာချက်ရှိတယ်ဒါပေမဲ့ဈေးလုံးနဲ့သူတော့လက်ခံပေးလို့ရတဲ့အနေအထားမှာတော့ရှိပါတယ်ဗျဘက်ထရီပိုင်းကတော့မစိုးဘူးလို့ပြောရမယ်9800 mAh ဆိုတဲ့ပမာဏတော်ရုံဖုန်းတွေထက်ပိုများတာမို့လို့တနေ့ကုန် game ဆော့ဆော့ဗီဒီယိုပဲကြည့်ကြည့်အေးစိတ်ခံနဲ့အာတင်မို့အတွက်45 watt fast charging ပါဝင်တာမို့လို့အချိန်ကြာကြီးတော့စောင့်စရာမလိုဘူးဈေးနှုန်းအနေနဲ့ကတော့9သိန်းဝန်းကျင်ကနေစပြီး RAM တွေ ROM တွေပေါ်မူတည်ပြီး9သိန်းကျော်ထိရှိနိုင်တာမို့လို့တနေရာနဲ့တနေရာတော့ဈေးနှုန်းကွာခြားချက်လေးတွေရှိနိုင်တယ်ပါတယ်ဒါကြောင့်မို့လို့ဈေးနှုန်းနဲ့ပတ်သက်ပြီးအမားပါသွားခဲ့ရင်ဒီကနေတောင်းပန်လိုက်ပါတယ်ခင်ဗျအနည်းချုပ်အနေနဲ့ Redmi Note 50 5G ကိုဘယ်သူတွေဝယ်တင်လဲဆိုရင်သူကအရာရာတိုင်းမှာအကောင်းဆုံးတော့မဟုတ်ပေမဲ့price to performance ratio မှာတော့ကောင်းပါတယ် gaming ကို graphic shot ဆော့နိုင်တဲ့ကင်မရာကိုလည်းအရင်မလိုအပ်ဘူးမသုံးဘူးဆိုတဲ့လူတွေဆိုရင်တော့ဒီဈေးတန်းမှာစိတ်ကျဉ်တဲ့မှုပြည့်ပေးနိုင်တဲ့ဖုန်းတစ်လုံးလို့တော့ကျွန်တော်ထင်ပါတယ်ဗျ